အားလုံးပဲမင်္ဂလာပါဗျာခေါင်းနဲ့သားများအားလုံးစိတ်ချမ်းသာတဲ့ကိုယ်ကြီးကျမ်းမာခြင်းရှိပါစေဒီ1389ရောက်တော့မယ်ဒီတကြံနှစ်စံတရက်ကစလို့လာမယ့်တစ်နှစ်တာအတွင်းမှာကာယကံရှင်တွေအတွက်အချစ်ရေးကိစ္စတွေအိမ်အောင်ရေးကိစ္စတွေနည်းနည်းပြောပေးချင်တာဖြစ်တယ်ကျွန်တော်အချစ်ရေးအိမ်အောင်ရေးသိပြောလို့မရှိဘူးဒီတစ်ခေါက်တော့ကျွန်တော်1389မှာနေ့သားအသီးသီးအတွက်အချစ်ရေးအိမ်အောင်ရေးကံကြမ္မာကိုပြောပေးမှာဖြစ်တယ်အဲ့တော့တနင်္ဂနွေနေ့ကစအောင်တနင်္ဂနွေနေ့ဘွားတွေအတွက်ဒီလိုအချိန်ကာလရောက်လာတယ်ဆိုရင်ဒီ1389ရောက်ပြီဆိုရင်အရှိအနေပတ်သက်ပြီးလက်ထပ်ဖို့စီစဉ်ထားတဲ့လူတွေယူမယ်ဆိုပြီးတော့ကျွန်တော်တို့အကြောင်းမျိုးကြောင့်လွဲနေကြတဲ့လူတွေတယောက်ကနိုင်ငံခြားရောက်နေလို့နော်တကယ်ကို NDRF တွေမခွဲနေပြီးတော့လက်ထပ်ဖို့အခုထိကိုပလန်မဆွဲဖြစ်တဲ့လူမျိုးတွေဒီနှစ်မှာလက်ထပ်ဖို့ကိစ္စအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့အားလုံးတိတိဆိုင်ဆိုင်နဲ့ OK သွားတတ်တဲ့နှစ်ပါဒါကြောင့်ပဲယူဖို့ရွယ်ထားတဲ့လူတွေမင်္ဂလာဆောင်ဖို့ရွယ်ထားတဲ့လူတွေလက်ထပ်ဖို့ရွယ်ထားတဲ့သူမျိုးတွေဒီနှစ်မှာလွယ်လွယ်ကူကူလက်ထပ်ပြစ်သွားတတ်တယ်ဆိုတဲ့အနေအထားမျိုးကိုတင်းငုံတွေနေဘွားတွေမှာတွေ့ရတယ်။အဲ့တော့တင်းငုံတွေသားသမီးတွေကစံအားကောင်းပြီးစမ်းပွင့်ပြီးမင်္ဂလာကိစ္စတွေကြုံလွယ်တဲ့နှစ်ဖြစ်တဲ့အတွက်မင်္ဂလာမြည်သောလက်ထပ်ဖို့မင်္ဂလာဆောင်ဖို့စိတ်ဆက်ဖို့ရုံတက်လက်မှတ်ထိုးဖို့ဒီလိုကိစ္စမျိုးတွေဖြစ်မြောက်လွယ်တယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်။အိမ်အောင်တွေအနေနဲ့လည်းအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အစင်မပြေတဲ့ကိစ္စမျိုးတွေရှိနေတယ်။ညှိနှိုင်းရခက်တဲ့ကိစ္စမျိုးတွေရှိနေတယ်ဆိုတော့အိမ်အောင်ရေးမှာပြန်ပြီးပြည်လည်မှုတွေရတာအိမ်အောင်နဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာတွေထားမျိုးတွေကြုံရတာအိမ်အောင်ဘက်ရဲ့လုပ်ငန်းစီးပွားပိုကောင်းလာတာအိမ်အောင်ဘက်ကအရာရာတိုးတက်လာပြီးတော့သူအဆင်ပြေမှုနဲ့အတူကိုလည်းကျွဲကူးရေပါဆိုလို့အဆင်ပြေသွားတာမျိုးတွေလည်းဖြစ်တတ်တော့အိမ်အောင်နဲ့ပတ်သက်ရင်လည်းရန်ကြီးမဆိုးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့အသက်ကြီးပိုင်းပေါ့အသက်ကြီးပိုင်းလူပြိုကြီးအပြိုကြီးတွေအိမ်အောင်ပြုတ်မယ်လို့ရည်ရွယ်ထားတော့မရှိဘူးအသက်တော့ကြီးပြီတချို့ဆိုရင်မုတ်ဆိုးဖို့တွေမုတ်ဆုံးမတွေဆေးပေးမီးကိုလေတယောက်ရောက်တော့လက်တွဲပေါ်ရှာရင်ကောင်းမလားလို့စဉ်းစားနေတဲ့သူမျိုးတွေလည်းဒီလိုနှစ်ပိုင်းမှာကိုနဲ့အဆက်တဲ့လူတယောက်ရောက်နဲ့အိမ်အောင်ကျသွားတာမျိုးတွေဖြစ်တတ်တယ်ဒါကတော့အသက်40ကျော်50ကျော်တွေကိုပြောတာပါအဲ့လိုလူတွေမှာလည်းအိမ်အောင်ကျသွားနိုင်တာဖြစ်တဲ့အတွက်မဆိုးဘူးပေါ့အားကောင်းတယ်ပေါ့အဲ့လိုမဟုတ်လူငယ်လေးတွေပေါ့နော်19 20 21 22 23အချစ်ရေးကိုစတင်မြည်ဆန်းနေတဲ့လူကိုချစ်ရသူကိုဖွင့်ပြောဖို့အတွက်စဉ်းစားနေတဲ့လူမျိုးတွေဆိုရင်ဒီလိုနှစ်ပိုင်းမှာကိုချစ်ရသူကိုချစ်တဲ့အကြောင်းဖွင့်ပြောလိုက်တာကပို့ပြီးတော့ရလက်တိတာနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်။ကောင်းသောရလက်ကရခိုင်နှုန်းများတယ်။မကောင်းတဲ့ရလက်ကနည်းပါလိမ့်မယ်။ထားပါတော့ဒီနှစ်မှာတင်းငယ်နေဘွားတွေကကိုချစ်ရတဲ့သူကိုချစ်ကြောင်းဖွင့်ပြောမယ်ဆိုရင်10ယောက်မှာ9ယောက်လောက်ကပြန်လက်ခံတာမျိုး3ယောက်လောက်ပဲအငင်းခံရတာမျိုးရှိတတ်တယ်။ဒါကြောင့်တင်းငယ်သားသမီးတွေအနေနဲ့ကိုချစ်ရသူကိုဖွင့်ပြောလို့ကောင်းတဲ့နှစ်ထက်မှာပါတယ်။9ယောက်လောက်ကတော့ကံကောင်းနိုင်မယ်။ကံဆိုပြီး3ယောက်လောက်ကတော့ပြန်ငင်းတာတော့ကြုံရမှာပေါ့ဗျာ။ဒါသဘောပြောပြ။နော်အဲ့ဒီအချက်မျိုးတွေတွေ့ရတယ်။တန်းလားတဲလာနေဘွားတွေဒီနေ့မှာအချစ်ရေးကံကစမ်းပွက်နေတယ်ခြေနေကောင်းတယ်ဒါပေမဲ့စမ်းကဘယ်လိုဖြစ်နေလဲဆိုတော့မတဲ့တဲ့စမ်းဖြစ်နေတာအဲ့တော့ပေါ်ထင်းနေမဟုတ်ဖ ೇನೆ တိုးတိုးတိတ်တိတ်တွဲတဲ့ကိစ္စမျိုးတွေနော်ရေရှည်ကျွန်တော်တို့တွဲဖို့မဟုတ်ဖ ೇನೆ ယာယီခဏတွဲတာမျိုးတွေဒီလိုမျိုးကိစ္စလေးတွေလူသိမခံဝန်းတဲ့အချစ်ရေးမျိုးတွေအချို့ဆိုရင်ဒါအတူတူနေဖို့အခုအပြောခံရတာမို့ live together နေကြမယ်ငါတို့တော့တရားဥပဒေလက်မှတ်မထိုးသေးဘူးတယောက်အဲ့လိုကိစ္စမျိုးတွေတိုးတိတ်တိတ်နေတဲ့ပြဿနာတွေအချစ်ရေးမှာမရှင်းပြဿနာလေးတွေကြုံရတယ်စမ်းမပွင့်ဘူးပြောတာမဟုတ်ဘူးနော်အချစ်ရေးကံမကောင်းဘူးပြောတာမဟုတ်အဲ့လိုဇက်ရှုပ်အမွေလေးတွေကြုံရတတ်တာဖြစ်တဲ့အတွက်သိထားဖို့တော့အဲ့ဒါလေးလိုတယ်တခုတော့အားနေချက်ရှိတယ်လေလုံးနဲ့ဘေးချီးတဲ့တယ်ဆိုတဲ့စကားလို့ပေါ့ဟိုရင်ကလူလေပေါ့နော်ဒီစားတယောက်ပြီးတယောက်ထားပြီးဟိုထားခဲ့ဟိုဟာဖြစ်တရားဖြစ်အဲ့လိုလူယုံမာတွေအတွက်တော့ဒီနေ့ကကန်ဆိုးတဲ့နှစ်ပါနော်သူ့ထောင်ချောင်းနဲ့သူပြန်မိပြီးတော့ဒုက္ခရောက်တယ်နော်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့သတိထားဖို့လိုလိမ့်မယ်အိမ်အောင်ကြီးကန်နဲ့ပတ်သက်ရင်လည်းတင်းလာသားပြီးရဒီနှစ်ပိုင်းကအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးစိုးနေတဲ့အနေအထားမျိုးမတွေ့ရပါဘူးရိုင်းညံ့နေတာမျိုးမဟုတ်တဲ့အတွက်အိမ်အောင်ကြီးမှာလည်းပုံမှန်လေးတာယာမှုအဆင်ပြေမှုတွေရှိနိုင်တယ်တိုးတိတ်ကိစ္စမျိုးတွေအိမ်အောင်ဘက်မသိအောင်ဆောင်ရွက်တဲ့ကိစ္စမျိုးတွေတက်နိုင်လောက်မလုပ်တာကောင်းပါတယ်အထင်လွဲစရာအမြင်လွဲစရာကိစ္စမျိုးတွေကြုံသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်ဒါအပြင်ကျွန်တော်တို့အင်္ဂါသားသမီးတွေပဲသွားအောင်အင်္ဂါသားသမီးတွေရဲ့အခြေအကံကြပါဒီနှစ်မှာရန်ကြီးကောင်းနေတဲ့အနေအထားမျိုးကျွန်တော်တို့မတွေ့ရအောင်စမ်းနဲ့ပတ်သက်တဲ့ဂျိုကနည်းနည်းလေးအားနေနေတယ်မတည်ငြိမ်မှုအပြောင်းလဲဖြစ်တယ်ဆိုတဲ့နေရာမှာရောက်နေအဲ့တော့အချစ်ရေးအိမ်အောင်ရေးမှာချင်းချက်ဖြစ်လွယ်တယ်ဆိုတဲ့ပုံစံကိုပြောတာထားပါတော့ဗျာအချစ်တယောက်နဲ့ပြက်ပြီးနောက်တယောက်နဲ့အတိတ်ရောက်တာမဟုတ်နော်လက်ရှိကြီးစားနဲ့ဝင်းနေလို့နီးစပ်တဲ့လူတယောက်နဲ့ထပ်ပြီးတော့အဆင်ပြေသွားတာမျိုးအိမ်အောင်တွေဒီမှာလည်းအဲ့လိုပေါ့
အိမ်ကဇနီးမယား၄ယောက်ကြားနဲ့ခွဲပြီးတနေရာမှာအလုပ်လုပ်နေတာမို့လို့ဇနီးမယားခင်မမရှိငယ်လုပ်ငန်းခွင်ထဲမှာနှီးစက်တဲ့လူနဲ့ညှိသွားတာမျိုးဒီလိုမျိုးလေးတွေကအစကျွန်တော်တို့ကြုံရတတ်တာဖြစ်တဲ့အတွက်အနေဝေးလို့တွေးအေးနေကြတဲ့လူတွေအနေနဲ့တော့အင်္ဂါသားမိတွေအနေနဲ့တော့ကိုယ်အိမ်အောင်ဘတ်နဲ့ကိုယ်ချစ်သူနဲ့ဝေးနေတယ်ဆိုရင်တော့ပြောမရဘူးအခက်မသိရင်အစ်တွေလည်းထပ်ပေါ်လာနိုင်တယ်ဆိုတဲ့အနေအထားမျိုးကြုံရတတ်တာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေရဲ့အခြေအိမ်အောင်ကြီးကအမြဲတမ်းနှွေးထွေးနေဖို့လိုပါတယ်မနှွေးထွေးလို့နည်းနည်းလေးအေးဆက်သွားတာနဲ့နီးစက်တူနဲ့ညှိစွန်းသွားနိုင်တာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်တို့မမေ့စေချင်ဘူးနောက်ပြီးကျွန်တော်တို့သိထားရမယ့်အချက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့မမီတို့အနေနဲ့ကိုယ့်ထက်ငယ်တဲ့သူနော်ကိုယ့်ထက်ငယ်တဲ့လူနဲ့တွားပြီးတော့ညှိစွန်းတယ်ဆိုရင်နည်းနည်းလေးဖြတ်အခတ်တာမျိုးသူ့ရဲ့ဇက်ရှုပ်တွေကိုလိုက်ရှင်းမရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ဒီနှစ်မှာချစ်သူကြီးစားထားတဲ့ခါကျရင်အင်္ဂါသားမိတယ်ကိုယ့်ထက်ငယ်တဲ့လူကိုနည်းနည်းရွေးတော့မယ်ဆိုရင်နည်းနည်းစဉ်းစားဖို့တော့လိုလိမ့်မယ်နော်အဲ့ဒါလေးတစ်ချက်သိစေချင်တယ်ဗုဒ္ဓဖူသားမိရဲ့အခြေအိမ်တော်ကြီးကဒီနှစ်မှာကန်ခေနေတယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ကံမကောင်းတဲ့အချက်လေးတွေလည်းတော်တော်များများတွေ့ရတယ်ဘယ်လိုကန်ခေနေတာမျိုးမဟုတ်ဘူးလဲဆိုတော့တာမန်သမီးသားတွေစုံသွဲတွေအနေနဲ့ကတော့ကျွန်တော်တို့အရန်ကြီးပြဿနာရှိနေမှာမဟုတ်ဘူးဘယ်လိုလူတွေကပြဿနာရှိတယ်ဆိုတော့တယောက်ယောက်ကိုချစ်လို့စတွဲခြင်းတယ်တို့စဖွင့်ပြောခြင်းတယ်တို့အဲ့လိုမျိုးကိစ္စတွေမှာအဆင်မပြေတာများတယ်ဗျကိုချစ်လို့ဖွင့်ပြောမယ်ဆိုတော့အငင်းခံရတာများတာကိုလက်မခံတာများတာအဲ့ဒီအချက်လေးတွေတော့တွေ့ရတယ်အဲ့တော့ပုံမှန်သမီးစားအတွဲတွေအနေနဲ့ပြဿနာမရှိပေမဲ့အစ်စ်တွေကိုစတင်စူးစမ်းနေတဲ့လူမျိုးတွေဆိုရင်အဆင်မပြေဘူးအိမ်တော်ရေးမှာလည်းကျွန်တော်တို့အဆင်ပြေကြတယ်ဆိုပေမဲ့သားသမီးနဲ့ပတ်သက်ဆက်နွယ်ပြီးအိမ်တော်ဘက်နဲ့စကားများရတာမျိုးရွှေမျိုးသားချင်းတယောက်ယောက်နဲ့အနီးကပ်လူတယောက်ယောက်နဲ့ဆက်ပြီးတော့အိမ်တော်ဘက်နဲ့စကားများပြဿနာတက်တာမျိုးတွေလည်းဒီနှစ်မှာဖြစ်နိုင်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘုသားမင်းတွေရဲ့အခြေအိမ်တော်ကြီးကတော့အရင်ကြီးကောင်းနေတယ်လို့တော့ပြောလို့မရအောင်ကြာရိသားမင်းတွေကဒီနှစ်မှာစမ်းအားကောင်းတယ်စမ်းရမ်းပွင့်တယ်လူချစ်လူခင်လည်းများနေလိမ့်မယ်အခြေအိမ်တော်ကြီးမှာဘာမှအရင်ကြီးအပြစ်ပြောစရာမရှိဘူးမူလသူတို့ရဲ့ဖွားစားတာသူတို့ရဲ့ရောက်နေတဲ့ဒေတာကာလအပိုင်းခြားသူတို့ရောက်နေတဲ့အသက်အပိုင်းခြားရညံ့တဲ့လူလောက်ကလွဲရင်90%သောကြာရိသားမင်းတွေရဲ့အခြေအိမ်တော်ကြီးကံကလုံးဝအဆိုးမရှိဘူးကောင်းနေတယ်အဲ့တော့ကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်အပြစ်ရှာကြီးမပြောတော့ဘူးကောင်းတယ်လို့ဒါမှတ်ထားလိုက်ပါအဲ့တော့တောက်ကြသားသမီးတွေကကျွန်တော်တို့မကြိုက်တဲ့အပိုင်းကဘာလဲဆိုတော့အရွယ်တစ်ခုရောက်ပြီးစင်ကြံတော်တရားအတွေးခေါ်ရှိနေတဲ့တောက်ကြသားသမီးတွေကိုကျွန်တော်တို့ကတော့မပူဘူးဘလို့လူတွေကိုပူလဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့ငယ်ရွယ်သေးတယ်ဘာမှလည်းမသိသေးဘူးအချစ်ကိုလည်းစိတ်ကစားတဲ့အရွယ်ပေါ့နော်စိတ်ကစားတဲ့အရွယ်အချစ်နဲ့ပတ်သက်ပြီးလဲတော်တော်များများမှာကျွန်တော်တို့အစင်မပြေဖြစ်နေကြတဲ့သူမျိုးတွေဆိုရင်တော့ကျွန်တော်နည်းနည်းလေးအားနည်းချက်ရှိပါတယ်နော်အစင်မပြေကြတဲ့သူမျိုးတွေဆိုရင်အခြေအနေပတ်သက်ဆက်နွယ်ပြီးတော့အားနည်းချက်ရှိတယ်ဘလို့အားနည်းချက်ရှိတာလဲဆိုတော့အခြေအနေပတ်သက်ဆက်နွယ်ရင်ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ကျွန်တော်တို့မိန်းကလေးငယ်လေးတွေပေါ့မိကောင်မောက်ရွယ်16တို့19တို့18တို့19တို့အဲ့ဒီအရွယ်လေးတွေမှာတိတိတာတာကျွန်တော်တို့အားနည်းတာတွေ့ရတယ်။တော့ကိုကအခုမှငယ်လေးရှိနေတယ်။လာကြိုက်တဲ့လူကကြီးစားတွေအများကြီးထားတဲ့ဇက်ရှုပ်တွေမုတ်ဆိုးဘိုတွေတခုလက်တွေမိမကြမ်းကြည်နေတဲ့လူမျိုးတွေယောက်ျားကြမ်းကြည်နေတဲ့လူမျိုးတွေအဲ့လိုလူတွေကကိုယ့်ကိုလာပြီးတော့ basically လာလို့တယ်ကိုကလည်းအခုမှအချစ်ဆိုတာနှစ်ဖူးတွေတူတွေတွေ့တော့ဘာမှမသိဘူးအဲ့လိုလူမျိုးတွေသတိထားပါအဲ့တော့တောက်ကြသားသမီးလူငယ်လေးတွေဆိုရင်မိဘတွေအနေနဲ့အုတ်ထေးမှုအောက်ကနေလုံးဝလွတ်မသွားသေးတယ်သူဘယ်သူနဲ့ချက်နေလဲသူဘယ်သူနဲ့ပြောနေလဲသူဘယ်သူနဲ့စကားပြောနေတာလဲအကုန်လုံးဒီနှစ်မှာချက်ပါမချက်တာနဲ့အန္တရာယ်ရှိပါတယ်အဲ့ဒီတစ်ခုပဲပြောချင်တယ်အခြားအိမ်တော်ကြီးနဲ့ပတ်သက်ဆက်နွယ်နေတာတို့အခြားသမီးသားရှိပြီးသားသူမျိုးတို့ဒါတွေကိုတော့ကျွန်တော်မပြောလို့ဘူးသတိထားဖို့လိုတယ်ဒီနှစ်ကမဖြစ်တဲ့လူတွေနဲ့ကြိုက်သွားတာ online ကနေစာရိုက်ရင်လည်းတယောက်ယောက်တွေ့လို့နော် online ကနေချစ်သူရသွားတာ online ချစ်သူတွေတည့်တဲ့အတိုင်းပဲဟိုကဘာကောင်လဲဘာဆက်ရှုပ်လဲငါပွေးလာပါလဲမသိရဘူးမသိရတာဖြစ်တဲ့အတွက်အဲ့ဒါတွေနဲ့ပတ်သက်ဆက်နွယ်ပြီးလဲကျွန်တော်တို့အားနေတာတွေ့ရတယ်ဒါကြောင့်ပဲတက်နိုင်ရင်မျက်မြင်ကိုယ်တွေအကြောင်းတိအတွင်းတိအစင်းတိမဟုတ်ဘဲနဲ့တယောက်ယောက်ကိုသွားကြိုက်မိတယ်ဆိုရင်လုံးဝအဆင်မပြေဘူးနော် online ကကြိုက်တာမျိုးအဝေးကလူကိုလှမ်းကြိုက်တာမျိုးနော်အဲ့လိုမျိုးတွေဆိုရင်တော့တတိထားဖို့လိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့သိထားရမယ့်အချက်ကဒီနှစ်ပိုင်းမှာအိမ်အောင်ရေးတွေမှာလည်းတက်နိုင်တွေ့တတိထားရမယ့်အချက်တွေရှိတယ်အထူးသဖြင့်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့အခြားဒီဇိုင်းတစ်ယောက်ပါလာတယ်ဒါပေမဲ့လိမ်မတူတူတွေပါလာတယ်ဆိုပြောပြတာဖို့လိုတယ်ဒါတော့ငါလုပ်ငန်းဝင်ကဆက်ဆံနေရတဲ့လူဒါတော့ငါသူနဲ့စကားပြောနေရတယ်အလိုမျိုးပြောပြတာဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့မရှင်းဖြစ်နေတယ်လို့ဟိုကထင်သွားပြီးတော့တစ်ဖက်လူကိုပြဿနာသွားရှာတာအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးကိုယ်ပဲမျက်နှာပြရတာအဆက်တကွဲဖြစ်ရတာဒါတွေကကြုံရနိုင်တယ်နော်ပြီးတော့စနေသားသမီးတွေသွားစနေသားသမီးတွေရဲ့အခြေအိမ်အောင်ကြီးကံကဒီနှစ်ပိုင်းမှာအရင်ကြီးကောင်းနေတယ်လို့ကျွန်တော်တို့ကတော့မယူဆဘူးပေါ့နော်မယူဆဘူးပုံမှန်အနေထားမျိုးရှိတယ်ဒါပေမဲ့မ
ယ်လိုပြောမလဲဆိုတော့ညံကြီးတဲ့လူတွေဖြစ်ဖို့လိုတယ်ကိုကရိုင်ရောကိုရဲ့ချစ်သူညံမကြည့်အန်ရများတယ်ဘာဖြစ်လို့ဆိုတော့စနေသားမိတွေကိုဒီနေ့နှောက်ရှက်ပေးတာကဂျားလူတွေဗျအနီးကလူတွေထားပါတော့အိမ်အောင်တွေဆိုရင်ရောက်ခမတွေကတွေးထိုးတာတို့ရောက်မတွေရောက်ဖတွေကတွေးထိုးတာတို့သူ့မိဘတွေကတွေးထိုးတာအဲ့မှာအိမ်အောင်ကြီးမှာပြဿနာတွေတက်လာသမီးသားဆိုလဲလို့ပဲဂျားလူကကိုကိုပြက်စေခြင်းတဲ့စိတ်နဲ့ဟိုဘက်ကဒီလိုပြောဒီဘက်ကဒီလိုပြောဟိုလိုတွေပြောဒီလိုတွေပြောကိုရီသမီးသားကိုမပြက်ပြက်အောင်လုပ်ကြတာမျိုးတွေကြုံရတတ်တယ်ဒါကိုအရင်ကရှုပ်ခဲ့တဲ့ငယ်ချိုးငယ်နာတွေဖော်တာမျိုးအရင်ကြီးစားတဲ့တော့ကသူကဘလို့နေခဲ့တာရှောက်ပြောတာမျိုးအဲ့ဒီကနေမှတယောက်နဲ့မျက်မှုံးကျိုးပြီးတော့အထင်နဲ့လွဲပြက်ဆဲအဲ့လိုတွေဖြစ်အောင်လုံးမဲ့လူမျိုးတွေကြုံရတတ်တာဖြစ်တဲ့အတွက်ဒီနှစ်မှာစနေသားမီးတွေအနေနဲ့အချစ်ရေးအိမ်အောင်ရေးမှာနည်းနည်းသတိထားဖို့လိုပါတယ်ဒါအပြင်ဒီနှစ်မှာစနေသားမီးကြပါပြီလို့ဆိုစွန့်စားလို့စိတ်တိတ်ပြင်းထန်နေတာချစ်သူနဲ့ဘွားကြီးတခုရင်ဆိုင်ရင်းမဲ့နော်ကိုချစ်သူကလက်တွဲကိုရမယ်ဆိုရင်ဓာတ်တောက်ကြော်မယ်မိပင်လည်းဖြတ်မယ်ဆိုတဲ့စိတ်မျိုးဝင်နေတတ်တယ်နော်ဒီနေ့မှာအချစ်တွေစွန့်စားခြင်းနေတာခိုးပြေးမယ်ဆိုတဲ့စိတ်မျိုးဝင်နေတတ်တယ်ဒါကြောင့်ပဲကိုသားသမီးတွေဆိုရင်နည်းနည်းနော်ကိုသဘောမတူတဲ့တယောက်နဲ့တွဲနေဆိုမိဘဟန်နေနဲ့ကြည့်ဆိုင်ပါစွန့်စားမယ်ကိုချစ်ရလိုက်ရဲလားဆိုပြီးတော့ပါသွားတတ်တယ်နော်ဒါလေးကိုသိစေချင်ပါတယ်